အားလုံးမင်္ဂလာပါ Marine DH ကကြိုဆိုပါတယ်ဒီဗီဒီယိုကကျွန်တော်ဘန်ကာ plan ကိုဘယ်လိုလုပ်အောင်လဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဒီဘန်ကာ plan ကတော့ဒီဘန်ကာတောင်းယူရတာကတော့ Tech Engineer ဒါမှမဟုတ် Food Engineer ဒါတွေကတင်မော company policy အရဒီဒါမှမဟုတ်လို့ရှိရင်ချေးမြင်ရတဲ့order အရ Tech Engineer ကင်ရတာရှိတယ်လို့ Food Engineer တွေကလည်းကင်ရတာရှိတယ်အဲ့တော့ဒီကျွန်တော်တို့ဘန်ကာယူတော့မယ်ဆိုလို့ရှိရင်တရက်နှစ်ရက်အလိုဒါမှမဟုတ်လို့ရှိရင်တစ်ပတ်အလိုအဲ့လိုအချိန်မှာချေးနေရာတွေကသူတို့ information ရတယ်အဲ့ဒီ information ရပြီဆိုတာနဲ့သူတို့ကဒီဘန်ကာကင်တဲ့ engineer ကိုသူတို့ကဘန်ကာ plan လောက်ခိုင်းတာပေါ့နော်အဲ့ဒါကိုဒီဗီဒီယိုမှာကျွန်တော်ကဒီဘန်ကာ plan ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဘန်ကာ plan ဘယ်လိုလုပ်ရမလဲဆိုတာကိုပြသွားမယ်အစီအစဉ်ဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့sounding ROB ပေါ့နော်ကျွန်တော်တို့ဘန်ကာ information ရတာနဲ့သင်္ဘောပေါ်မှာရှိတဲ့ ROB remain C ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော် sounding တိုင်းနံပါတ်2အချက်ကကျွန်တော်တို့ဒီသင်္ဘောမှာရှိတဲ့ sounding table ကို check in လုပ်ကြည့်မယ်ဘယ်တက်နေရ empty ဘယ်တက်နေရ percent နဲ့နေတယ်ဘယ်တက်နေ percent နဲ့များလဲဆိုတော့ကျွန်တော် check in လုပ်နံပါတ်3ကျတော့ကျွန်တော်တို့ဘယ်တန်းကိုဘန်ကာယူရမလဲဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်မှာပေါ့နော်ဥပမာ pool site ပဲဖြစ် star wood ပဲဖြစ်ဘယ်တန်းက empty ဖြစ်နေလဲ percent နဲ့နည်းနေလဲ CU ကိုစန့်လဲစင်ဒီလဲဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချမယ်အဲ့ဒါချပြီးသွားရင်နံပါတ်4ချက်ကတော့ဒီ final plan ကိုကျွန်တော်လုပ်ပါမယ်ဒီ pan percent နဲ့မှာကျွန်တော်တို့ human ban က C ကိုထည့်လိုက်ပြီဆိုလို့ရှိရင်နောက်ဆုံး final plan တန်ရဲ့ percent ကဘယ်လောက်ရှိလဲ 85% နဲ့ရှိလား 85% ထက်လည်းကျော်လားကျွန်တော်တို့ safety သတ်မှတ်ထားတဲ့85% နဲ့ထဲမှာပဲဝင်လားကျော်နေလားဆိုတာကိုကျွန်တော်တို့စစ်ကြည့်ရမှာဖြစ်တယ်နောက် final sounding meter ကိုကျွန်တော်တေချာလောက်ရမှာဖြစ်တယ် sounding ပုံမှာတေချာကြည့်ပြီးတော့နောက်ဆုံးစီထည့်လိုက်တဲ့အချိန်မှာ final sounding meter ဘယ်လောက်ရှိလဲအားလက်ကဘယ်လောက်ရှိလဲဆိုတာကိုတေချာထည့်ပေးရမှာဖြစ်တယ်နံပါတ်5ချက်ကကိုလှုပ်ထားတဲ့ဘန်ကာ plan ကို CE ကိုသွားပြပါဖြစ်တယ်CE ရဲ့ဆုံးဖြတ်ချက်တိုင်း follow လုပ်မယ် CE ရအဆင်ပြေရဆိုရင်ဘန်ကာ plan ကို print out လုပ်ပြီးတော့ engine site က crew တွေအားလုံးကိုဖြန့်ဝေထားမှာဖြစ်တယ်Okay အသေးစိတ်ကိုနောက်ကဗီဒီယိုမှာပါပါတယ်နည်းနည်းတော့စာရဲစာတမ်း paper work ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းပြင်းဖို့ကောင်းမယ်ဒါပေမဲ့တစ်ခုခုမှားလို့စီရှန်ခဲ့မယ်ဆိုလို့ရှိရင် captain ရော CE ရောနောက်ပိုင်းနေမှာဘန်ကာကိုတာဝန်ယူထားရတဲ့ engineer ရောစောင့်တင်တိုင်းနဲ့လူရောအုပ်စုလိုက်ကြီးထောင်နှန်းဆန်ရမယ်ဆိုတဲ့စိတ်ကိုထည့်ပြီးကြည့်အဲ့ဒါဆိုလို့ရှိရင်ပြင်းစရာမကောင်းတော့ဘူးပိုပြီးစိတ်လှုပ်ရှားစရာကောင်းမှာမဟုတ်တေးကြတာကတော့ဒီပုံထဲမှာပြထားတဲ့ဒီကောင်မလေးဖို့ engineer တို့တဲ engineer တို့လို့စက်ချုပ်ကြီးကတော့ကိုယ်တွေကိုပြုံးရှင်းပြမှာမဟုတ်ပါဘူး Wait a minute. Who are you? ဒီတစ်ခေါက်ကတော့ဒီ short board တွေအတွက်ဒီစီနည်းနည်းလေးပဲပေးမှာဖြစ်ပါတယ်စီနည်းနည်းလေးပဲပေးပါဆိုတော့ကျွန်တော်ကဒါကိုတေချာစီနည်းတဲ့အတွက်ကြောင့်ဒီဘန်ကာ plan လောက်ရတာလွယ်လို့ဒါဒီ rate ဒီ volley နဲ့ပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဆက်ချုပ်ကဒီနောက်2ရက်အတွင်းမှာဘန်ကာယူမယ်190 metric ton နဲ့ဒီ DO ကတော့15 metric ton ပဲယူမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ပထမအဆုံးဒီဘန်ကာ plan လုပ်ဖို့အတွက်ဒီ ROB ပေါ့နော် on board မှာရှိတဲ့ C လက်ကျန်ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်ပထမဆုံးစောင့်နေတိုင်းရမှာဖြစ်ပါတယ်စောင့်နေတိုင်းတဲ့အချိန်မှာလည်းအခုကျွန်တော်ပြောချင်တာဒီစောင့်နေတိတ်ကဒီကြီးတုံးလေးကိုရစ်ထားတဲ့အရစ်ပေါ့နော်အဲ့ကောင်ကမကြာခဏပြုတ်ထွက်တဲ့အတွက်ကြောင့်စောင့်နေမတိုင်းခင်မှာအမြဲတမ်းစစ်ဖို့လိုပါတယ်တကယ်လို့ပြုတ်ကျပြီးတော့အောက်မှာကြံခဲ့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ချုပ်ရဲ့ဗန်မှုကြည့်တဲ့ခံရမှာဖြစ်ပါတယ် Stupid ဟုတ်ကဲ့ကျွန်တော်အားလုံး C တိုင်းပြရနဲ့ဒီ C record တွေကိုတေချာကျွန်တော်တို့record လုပ်လို့နော်မှတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ control room ထဲမှာရှိတဲ့ကျွန်တော်တို့ဒီ sounding table တွေကိုသွားပြီးထည့်ရမှာဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြောချင်တာကကျွန်တော်ဆိုလို့ရှိရင်အများတန်းဒီ
ဒီစောင်းနေ record တွေကိုသူ daily ပေါ့နော်တိုင်းသမျှနေ့တိုင်းကိုရက်စွဲတွေအချိန်တွေနဲ့ဘယ်နေရာမှာတိုင်းခဲ့တယ်ဆိုတာအစကျွန်တော်ကဒီ notes book လေးနဲ့ဆွဲထားတယ်အဲ့လိုလုပ်ချင်းအပြင်ဒီအရင်တိုင်းခဲ့တဲ့စီပမာဏရဲ့အခုတိုင်းတဲ့စီပမာဏရဲ့တကယ်လို့တုံးထားလားမတုံးထားလားမတုံးတဲ့တက်နေမှာဘယ်လိုပြောင်းလဲသွားတယ်ဘယ်လောက်ထိရော့တင်းနေဖြစ်သွားတယ် shit trend တွေဒီရှေ့က bind the stand လား bind the ဟာလားအဲ့ degree တွေမှာဘယ်လောက်ထိပြောင်းလဲသွားတယ်ဘယ်လိုတွေပြောင်းလဲသွားတယ်ရှင်းပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်နောက်ပြီးတော့ဒီတစ်ခုခုမှားတယ်စောင်းနေပါမှားနေရဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့စောင်းနေတော့ဘယ်လောက်ရှိရလဲအခုဘယ်လောက်ရှိရလဲဆိုတော့ကျွန်တော်နှိုင်းရှင်းပြီးကြည့်လို့ရတယ်ပြီးခဲ့တဲ့စောင်းတင်မှာဘယ်လောက်မီတာရှိလဲအခုမှဘယ်လောက်မီတာရှိလဲဒီဂရီဘယ်လောက်ပြောင်းသွားလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီး record ပြန်ကြည့်လို့ရတာပေါ့နော်အဲဆက်ချုပ်ကတည်ကျင်တယ်ဆိုရင်လည်းကျွန်တော်တို့ကပြန်ပြီးတော့ဘယ်တော့ငါဘယ်လောက်တိုင်းထားလဲအခုဘယ်လောက်ဖြစ်လာပြီအဲ့လိုမျိုးပြောပြလို့ရတာပေါ့တခါလေ bridge က twin ပေးတာမှားလို့ရှိရင်ကျွန်တော်တို့ဒီ C အပြောင်းလဲတွေဖြစ်တဲ့အတွက်ကြောင့်ဆက်ချုပ်ကကိုယ့်ကိုပဲ C တိုင်းတာမှားတယ်လို့ပါလို့နဲ့မတင်တခါဖြစ်ပြီးတော့ပြောခံရနိုင်ခြေရှိပါတယ် What the hell you say? Emotional damn it. Okay ပထမဆုံးကျွန်တော်တို့ဒီရရှိလာတဲ့ဒီစောင်းတင်တိုင်းတဲ့ record ကိုကျွန်တော်တို့ဒီ ship မှာရှိတဲ့ဒီ file record table မှာထည့်မယ်ပေါ့နော်အခုကျွန်တော်တို့ယူမဲ့ဒီကိုရီးယားမှာယူမယ်ဘယ်နှစ်နာရီပဲနေမှာပေါ့နော်တွင်းရဘယ်လောက်နဲ့ယူမယ်ဆိုတာကိုကျွန်တော်တို့ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ယူမဲ့တန်းကstarboard side နဲ့ DO starboard side ပေါ့ F4 starboard side DO starboard side အဲ့နှစ်တန်းကိုယူမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ F4 starboard side ကိုကျွန်တော်စောင်းနေတိုင်းကြည့်တဲ့ချိန်မှာဒီကောင်က empty ထားဖြစ်ပါတယ် empty ဆိုတဲ့အတွက်ကြောင့်ဒီတန်းထဲကိုပဲကျွန်တော်တို့အခုပေးမဲ့စီကိုထည့်မှာပေါ့နော်အဲ့တော့ဒီကောင်ကတန်းက840လောက်ဆန့်တယ်ပေါ့နော်ကိုကထည့်မှာ190ပဲဆိုတော့ဒါ AC ထည့်လို့ရပါဘူးဆိုရင်ဒီ F4 ကိုကျွန်တော်တို့ H ကိုF4 ကို starboard side ကိုထည့်မယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်လိုက်မယ်နောက်ပြီးဒီမှာကအရေးကြီးတာဒီ DO starboard side ပေါ့နော် DO starboard side ကိုDO port side ကိုကျွန်တော်တို့ဒီသင်္ဘောမှာနှစ်တက်မယ်ရှင်ပေါ့နော်ဒီနှစ်တက်မှာကျွန်တော်နှစ်ခုလုံးက C ရှိတယ် C ရှိနေဆိုတော့ပထမဒီ port side မှာကျွန်တော်က 71% လောက်ရှိနေတဲ့အတွက်ကြောင့်ဒီကောင်းကိုထည့်ဖို့ကြောင့်နည်းနည်းအနေနဲ့များတယ်ပေါ့နော်အဲ့တော့ကျွန်တော် starboard side ကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ 57% နဲ့ပေါ့နော်အဲ့လောက်ရှိတဲ့အတွက်ကြောင့်ဒီကောင်ကကျွန်တော်တို့15တန်လောက်ထည့်မယ်ဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ 0.87 ဆိုတဲ့ဒီ density နဲ့ပဲတစ်ချက်မြောက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်18တန်လောက်ကိုမီတာကျူထွက်သွားတာပေါ့နော်cubic meter ပေါ့နော်cubic meter ကိုဒီကျွန်တော်တို့ဒီ starboard side ထဲကိုပေါင်းထည့်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ starboard side က percentage ဘယ်လောက်ရသွားလဲဆိုတာကိုပထမဆုံးတွက်ရမှာဖြစ်ပါတယ်အဲ့ဒါဒီ cubic meter ဖွဲ့ပြီးတော့18တန်ကိုကျွန်တော်တို့အရင်ရှိတဲ့စီ46တန်ပေါ့နော်အဲ့ကောင်ကိုကျွန်တော်ပေါင်းထည့်လိုက်တဲ့အချိန်မှာ63 cubic meter ရပါဘူးအဲ့63 cubic meter ဆိုလို့ရှိရင်ဒီ starboard side မှာ percentage ဘယ်လောက်ဖြစ်သွားမလဲပေါ့နော်ကျွန်တော်တို့တင်မောပေါ်မှာအများတန်းဒီ safety က 85% လောက်ပဲဒါ safety ဖြစ်ဆုံးထားလို့ရပါတယ်เนาะကျွန်တော်85% နဲ့ကျော်သွားရင်တော့တကယ်တတိထားမဲ့အနေထားပေါ်ဖြစ်သွားအခုကျွန်တော်63.36cubic meter ထည့်ကြည့်လိုက်တဲ့အချိန်မှာ metric ton 54တန်ပဲရှိတယ်သူ့ရဲ့ capacity က 89% နဲ့ပဲရှိတယ်ဒါဆိုရင်ကျွန်တော်တို့ AA စစ်စစ်ဒီ starboard side ကိုဒီ15တန်ကိုကျွန်တော်ထည့်လို့ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့အခုဘန်ကာ plan လောက်တော့မှာเนาะဒါဆိုရင် company form ကျွန်တော်ရွေးထုတ်အောင်ဘန်ကာ plan company form တွေရှိပါတယ်တင်ပါတယ်အဲ့တော့ company form တွေကနေပြီးတော့ဘန်ကာ plan ကိုဆွဲထုတ်ပြီးတော့မှကျွန်တော်တို့ထည့်မယ်ပို့ date နောက်တင်မောနာမည်နဲ့ဒီ F4 MG ကိုကျွန်တော်တို့ပေးမယ်190 metric ton 15 metric ton ဒီ SG ကတော့ကျွန်တော်တို့ဘန်ကာဘုတ်ကနေကျွန်တော်တို့လာမှ BDN လာမှကျွန်တော်တို့သိရမှာပါဒါပေမဲ့ကျွန်တော်တို့က 0.9 0.87 ဒါအများဆုံးဖြစ်တဲ့ density တွေဆိုတော့အဲ့လောက်ထည့်ပြီးတော့ပဲကျွန်တော်တို့ရေပူအားပေါ့နော်တွက်ထားမှာဖြစ်ပါOkay အောက်မှာတော့ကျွန်တော်တို့ရွေးထားတဲ့ဒီ F4 starboard side ရဲ့ DO starboard side ရဲ့ကိုထည့်မယ်သူတို့ရဲ့ capacity တွေထည့်မယ်ပြီးရင် sounding ထဲမှာရတဲ့0 sounding နဲ့နောက်ပြီးတော့sounding အထက်မှာဘယ်လောက်ရှိလဲဆိုတာတွေကိုကျွန်တော်ရေးထည့်မယ်ပြီးရင် plan ထဲမှာပြထားတဲ့အတိုင်းF4 ဆိုလို့ရှိရင်190 metric ton ယူမယ်နောက်ပြီးတော့သူ့ရဲ့ quality ပေါ့နော်
အဲ့190 metric ton ရဲ့ဒီဆောင်းတန်ထဲမှာရှိရဲ့ 0.11 ရဲ့ပေါင်းပြီးတော့ဒါ final plan မှာကျလို့ရှိရင်190ထဲမှာ1 metric ton ပါအဲ့ဒါပြီးလို့ရှိရင်ကျွန်တော် capacity တွက်ရမှာပေါ့Okay ခုနကျွန်တော်တို့တွက်ထားတဲ့211 cubic meter ကိုကျွန်တော် sounding table ထဲမှာကျွန်တော်ပေါင်းထည့်လိုက်မှာပေါ့နော်ပေါင်းထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရရှိလာမှာက206.85 metric ton ပေါ့နော်အဲ့ကောင်က percent နဲ့25% နဲ့ပဲရှိရတဲ့ကြောင့်ကျွန်တော်တို့ကဒီ starboard side မှာ CU ကိုကြတော့ကျွန်တော်စိတ်လေးယူလို့ရပြီပေါ့နော်25% နဲ့ပဲရှိအောင်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဘန်ကာ plan တွေကိုတွက်ထည့်မှာပေါ့နော်ဘန်ကာ plan ထဲမှာကျွန်တော်တို့190.11 metric ton အဲ့ဒါကသူ့ရဲ့ဒီ pan capacity ကဘယ်လောက်ပဲရှိလဲဆိုတော့25% နဲ့ပဲရှိတယ်ပေါ့နော်အဲ့တော့ full percentage ကကျွန်တော်တို့ထည့်မဲ့ဟာကို25% ထည့်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ plan define နေပေါ့နော်အဲ့မှာကျွန်တော်ထည့်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ final sound တယ်ပေါ့နော်နောက်ဆုံးဒီ C ဖြည့်ပြီးလို့ရှိရင်နောက်ဆုံး final ဖြစ်မဲ့ R လေးရဲ့နောက်ပြီးတော့ deep sound တွေရဲ့ဒီနှစ်ခုလုံးရဲ့sounding meter ကိုကျွန်တော်တို့က sounding ပုံးမှာဒီ211ခုနကျွန်တော်ပြောတဲ့211cubic meter နဲ့ကျွန်တော်ကြည့်ပြီးတော့ R lit meter ရောကျွန်တော် deep meter ရောကျွန်တော်တို့ထည့်ထားမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှဆိုဒီ banker plan ကိုကြည့်လိုက်တာနဲ့ဒီဘယ်လောက်မီတာစောင့်နေကြလို့ရှိရင်ပြီးမယ်လေပြည့်နိုင်လဲဆိုတော့ကျွန်တော်ကြည့်လို့ရအောင်ဒါပြီးတော့ event key ပေါ့နော်0မှာကျွန်တော်တို့ထားပြီးတော့ဒါတင်မောကလည်း event key ဖြစ်တဲ့အတွက်ကြောင့်event key ကိုကျွန်တော်မှတ်လေးကြည့်လိုက်အောင်နောက်ဒီကို starboard side ကိုဆက်သွားမှာပေါ့နော်ဒီကို starboard side ကြတော့အထဲထဲမှာ C ရှိတဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းတွက်ရမှာပေါ့နော်Okay ဒီတက်မှာပထမဆုံးသူအထဲထဲမှာ46.12 cubic meter ရှိရပါတော့အဲ့တော့ကျွန်တော်ဘန်ကာ plan ထဲမှာသူ့ရဲ့မူရင်းစီဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ရေးထည့်မယ်ဒါ metric ton ခုန46.12ကို metric ton ပြောင်း39.93ကျွန်တော်ထည့်မယ်ပြီးရင်လက်ရှိ centimeter အလစ်ပဲပေါ့နော်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ထည့်မယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ယူမဲ့15 metric ton ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့ plan supply မှာထည့်မယ်ပြီးလို့ရှိရင်ဒီ15 metric ton နဲ့ဒီကျွန်တော်တို့လက်ရှိနေတဲ့39.9တော့နော် metric ton အဲ့ကောင်ကိုပေါင်းပြီးတော့မှကျွန်တော်တို့ဘန်ကာ plan ထဲမှာပြန်ပြီးတော့ထည့်မှာOkay ဒီမှာကျွန်တော်တို့လက်ရှိမှာထဲထဲမှာရှိတဲ့39.9 metric ton နဲ့ကျွန်တော်ယူမဲ့15 metric ton ကိုပေါင်းလိုက်တော့54.9 metric ton ရပါအဲ့ကောင်ကိုကျွန်တော်တို့ကဒီဘန်ကာ plan နောက်ဆုံး final plan ပေါ့နော် final plan ထဲမှာရှိမဲ့ဒီ54.9 metric ton ပေါ့နော်အဲ့ကောင်ကိုfinal plan ထဲမှာကျွန်တော်ထည့်ရမှာအဲ့ဒါပြီးကျွန်တော်စောင်းနေဘုတ်ကိုတွားပြီးတော့ဒီ59.9 metric ton ရဲ့ဒီစောင်းနေမီတာပေါ့နော်အားလစ်ကောဒီကောဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တွက်ကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘန်ကာ plan ထဲမှာထည့်ရမှာပေါ့နော်အဲ့တော့မထည့်ခင်မှာကျွန်တော်တို့ကပထမအဆုံး percentage ဘယ်လောက်ရှိလဲပေါ့နော်အဲ့တော့ table ကိုပြန်သွားမယ်ပြီးလို့ရှိရင် table ထဲမှာကျွန်တော်တို့ဒီ15တန်ကိုထည့်ကြည့်လိုက်မယ်ထည့်ကြည့်လို့ရှိရင်ဒီတက်မှာ capacity ဘယ်လောက်ဖြစ်သွားမလဲအဲ့ဒါရပြီဆိုလို့ရှိရင်အဲ့ capacity ကိုခုန sounding ဖတ်ထားတဲ့ကျွန်တော်တို့ deep ကို outlet ကို sounding meter တွေကိုကျွန်တော်ဘန်ကာ final plan ထဲမှာကျွန်တော်တို့ထည့်မယ်Okay စီပေးမဲ့15 metric ton ကိုကျွန်တော် cubic meter ပြောင်းပြီးတော့မှလက်ရှိစီရှိတဲ့ထဲကိုပေါင်းထည့်လိုက်63 cubic meter ရပြီးတော့အဲ့ကောင်54ဆို percent က88% နဲ့ဆိုတော့ကျွန်တော်တို့ကဘန်ကာ plan ထဲမှာ88% တော့ final plan မှာထည့်မယ်ပေါ့နော်Okay နောက်ပြီးတော့ကျွန်တော်တို့ကစောင်းနေပုံမှာဒီကျွန်တော်63.12 cubic meter ကိုတွက်ကြည့်မယ်event 0 key မှာပဲဒီကောင်ရဲ့R lift နဲ့ D sound နဲ့ဘယ်လောက်ရှိလဲဆိုတော့ကြည့်ပြီးတော့မှအဲ့ကောင်ကိုဘန်ကာ plan final ထဲမှာကျွန်တော်တို့ကR lift ကို deep sound နဲ့ meter ကိုကျွန်တော်ထည့်မှာပေါ့နော်အခုဆိုရင်ကျွန်တော်ဘန်ကာရဲ့ final plan ထဲမှာကျွန်တော်တို့ကR lift ကို D ကို sound နဲ့ meter ကိုကျွန်တော်တို့ထည့်လိုက်ပြီပေါ့နော်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်ကာ plan ကိုဒါလုပ်ပြီးသွားပြီဒီဘန်ကာ plan ကိုဆက်ချုပ်ကိုပြမယ်ဆက်ချုပ်ကအဆင်ပြေတယ် Okay တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်ကာ plan ကို print ထုတ်ပြီးတော့မှ engine site ပေါ့ engine department က crew တွေအကုန်လုံးကိုကျွန်တော်လိုက်ဖြန့်ထားမှာပေါ့နော်ဖြန့်ထားပြီးမယ်ပြီးရင်ဘန်ကာဘုတ်လာလို့ရှိရင်သူတို့ share PDM ကိုကြည့်ပြီးတော့ကျွန်တော်တို့တွက်ထားတဲ့ဟာနဲ့ရေးဖို့ပါပေါ့နော်ဒီ
မီတာလောက်မှာပေါ့နော်စောင်းနေမီတာလောက်မှာပဲရှိမယ်အဲ့ဒါကိုစောင်းနေတိုင်းလို့ရှိရင်ကိုကဒါမှန်းစပြီးတော့တွက်လို့ရပြီပေါ့နော်နောက်ဆုံး final စောင်းနေတိုင်းလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ဘန်ကာ plan လုပ်တဲ့ပုံစံလေးကိုပြောပြသွားတာပါဒီ voltage ကြတော့ဒီ190 metric ton နဲ့15 metric ton လောက်ပဲပေးရဆိုတော့စီနည်းနည်းလေးဖြစ်တဲ့အတွက်ကြောင့်လောက်ရတာလွယ်ကူရပေါ့နော်အဲ့ဒါကြောင့်လည်းဒါကိုကျွန်တော်ဥပမာပေးပြီးတော့ပြောပြသွားတာပါနောက်ပြီးတော့ကျွန်တော်ဒီဘန်ကာ table ထဲမှာကျွန်တော်တို့ဒီယူမဲ့ဘန်ကာတွေကိုမြင်တာပါနော်အပြာလေးလွတ်တာတော့ကိုယ့်ဘောက်ကိုတွက်ချက်ဖို့ပေါ့နော်အဲ့ဒါလေးပါပြီးတော့190ထည့်မယ်ပြီးလို့ရှိရင် percentage ဘယ်လောက်သွားမလဲအောက်မှာလည်းဒီကိုဆိုလဲ15တန်ထည့်မယ် percentage ဘယ်လောက်သွားမလဲပေါ့နော်ဒါလေးကိုကျွန်တော်တို့ကတေချာလုပ်ပြီးတော့ပြင်ဆင်ထားပေါ့နော်ဘန်ကာမလာခင်မှာကျွန်တော်တို့လုပ်ရမယ်အရာလေးပေါ့နော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ဒါကျွန်တော်လုပ်ရမယ်ကျွန်တော်တို့ဒီဘန်ကာတာဝန်ယူထားတဲ့ engineer တွေလုပ်ရမယ်ဒီဘန်ကာ plan လေးကိုတူတူလေးပေါ့နော်ရှင်းရှင်းလေးပြပြသွားတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ပြောချင်တာကon hire off hire မှာကျွန်တော်တို့စောင်းနေဘယ်လိုထားမလဲဆိုတာလေးကိုပြပြသွင်းမှာဒါအရေးကြီးပါတယ်ကျွန်တော်တို့တင်မောတစ်ခုမှာ charter ကတင်မောငှားလိုက်လို့ရှိရင်ပထမဆုံးငှားတဲ့အချိန်မှာ on hire လို့ပြောပြီးတော့နောက်ဒီငှားတဲ့တက်တန်ပြီးသွားလို့ရှိရင်ဒါ service တစ်ခုလာတာကို off hire လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီ on hire မှာကျွန်တော်တို့ actual temp sounding ဘယ်လောက်ထားရင်အကောင်းဆုံးလဲနောက်ပြီးတော့ off hire service လာလို့ရှိရင် actual sounding ဘယ်လိုပြထားရင်ကောင်းမလဲဆိုတာကိုပြသွားမှာဖြစ်ပါတယ်on hire နဲ့ off hire မှာဆိုလို့ရှိရင်ကျွန်တော်ဥပမာပြရမယ်ဆိုဒါဆိုလို့ရှိရင်ဒါကတင်မောဘောစီတန်ပေါ့နော်အဲ့တော့ကျွန်တော်တို့နှစ်ကိုစီ actual ဒီစီနဲ့ logbook စီဆိုပြီးတော့နှစ်ခုရှိရဲကျွန်တော်တို့ကအဲ့ logbook နဲ့ actual sounding တွေကတော့နည်းနည်းလေးတော့အများနဲ့ကွာကြရပါတော့အဲ့တော့ဒီမှာက logbook မှာကျွန်တော်တို့ကဥပမာပြရလို့ဆိုရင်5ပေါ့နော်5 metric ton ရှိတယ်ဒါ logbook ပေါ့နော်logbook မှာ5 metric ton ရှိတယ်အဲ့တော့ကျွန်တော်တို့က on hire ကလာပြီပေါ့နော် on hire စာပြရောက်လာပြီးတော့ကျွန်တော်တို့တိုင်းမယ်ဆိုလို့ရှိရင်သူကဒီ logbook ကိုပဲကျွန်တော်တို့ယူမှာဒီ actual sounding ကဘယ်လောက်ရှိလဲဆိုတာကိုလည်းသူကတိုင်းမယ်ပေါ့နော်တိုင်းမယ်ဆိုတော့ကျွန်တော်တို့ကဒီတင်မောဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့က owner ဘက်ကနေကိုစားပြုရဆိုတော့ဒီမှာ on hire မှာကျွန်တော်တို့ actual sounding ကဒီ logbook sounding ထက်ကိုကျွန်တော်တို့ actual sounding ကနည်းနေလို့လို့ပါတယ်အဲ့တော့ကျွန်တော်တို့ actual sounding က 4.5 လောက်ထိရအောင်ကျွန်တော်တို့ကလောက်ထားမယ်ဆိုလို့ရှိရင်ဒီစာပြားလာမယ်ပြီးတော့သူက logbook ကိုပဲသူကယူမှာလားဒီကျွန်တော်တို့ဒီ actual sounding ကိုပဲသူကယူမှာလားပေါ့နော်ကျွန်တော်တို့ဒီ logbook ထက်ကို actual sounding ကနည်းနေတယ် on hire မှာဆိုလို့ရှိရင်ဒါ owner ဘက်ကတာပါတယ် owner ဘက်ကတာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ on hire ဖြစ်တဲ့အတွက်ကြောင့် charter ကဒီတင်မောပေါ်မှာရှိတဲ့ဒီတင်မောတစ်စီးလုံးတော့ငှားလိုက်တဲ့တဘောအဲ့တော့ C ပါသူကယူလိုက်တဲ့တဘောအဲ့တော့ C ကိုစောင်းနေယူလိုက်တယ်ဆိုတော့ဒီ owner ဘက်ကသူက C နည်းနည်းပဲပေးရမှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတယ်နောက်ပြီးတော့chapter ကလည်းဒီရမယ်ဒီ logbook ထဲကထည့်သူက C နည်းနည်းပဲပို့ရမယ်ဆိုတဲ့သဘောမျိုးဖြစ်သွားပါဒါဆို owner ဘက်ကဒါအဲ့ချိန်မှာကျွန်တော်တို့ကဒီလိုအပ်တဲ့နေရာလေးကိုကျွန်တော်တို့ surveyor နဲ့ကျွန်တော်တို့စက်ချုပ်နဲ့ညှိရမှာပေါ့ဒါဆိုလို့ရှိရင်ကိုရီဘက်ကစက်ချုပ်ကလည်းဒီကိုရီဘက်ကအတားစီးနဲ့ညှိလို့ရပြီပေါ့နော်ကျွန်တော် surveyor ကိုလိုက်ပြီးတော့ခါရပြီးပြောနေစရာမလိုတော့ဘူးဆိုတော့ကိုယ့်ဘက်ကတားတဲ့အတွက်ကြောင့်ကိုယ့်ဘက်ကတားပြီးတော့ဒီဂျားချတာပဲဖြစ်ဖြစ်ဒီ logbook ကိုယူရပဲဖြစ်ဖြစ် actual ကိုယူရပဲဖြစ်ဖြစ်ပေါ့နော်ဒါဆိုလို့ရှိရင်စက်ချုပ်ကစာပြားကိုကအပေါ်စီကနေပေါ့နော်ညှိလို့ရပြီပေါ့နော်အဲ့လိုရတယ်ဒါမဲ့အများဆုံးကတော့အကောင်းဆုံးကတော့ဒီကျွန်တော်တို့ actual sounding ကဒီ logbook နဲ့ကျွန်တော်တို့ညှိထားတာအကောင်းဆုံးပါဒါပေမဲ့ဘယ်လုံးဝညှိလို့မရဘူးဆိုရင်တော့ကျွန်တော်တို့ကနည်းအောင်တော့ပြရမှာပါအဲ့ချိန်ကျရင်ကျွန်တော် sounding တိုင်းတဲ့လူတွေကနည်းနည်းပါလှုပ်ရှားတာလို့ပေါ့လုပ်ရမှာပေါ့နော်အဲ့ဒါလေးပြောချင်တာပါ okay နောက်ပြီးတော့ off hire ကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်က
off fire ကိုပြောမှာဖြစ်ပါတယ် off fire ဆိုလို့ရှိရင်ချက်တာကတင်မောကိုငှားပြီးတော့လာပြီးတော့ပြန်အပ်ပြီပေါ့နော်အုံနာဘက်ကိုပြန်ပြီအဲ့လိုရှိရင်တင်မောဘက်မှာရှိတဲ့စီအတိုင်းကိုဒါကသူယူသွားတာကအတိုင်းကိုပြန်ပြီးတော့အုံနာကိုပြန်အပ်ရမှာပေါ့နော်အဲ့တော့အုံနာဒါခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြန်အပ်တဲ့အချိန်မှာ logbook မှာ fight ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့က crew ရေဆိုတော့ကျွန်တော်တို့ကအုံနာဘက်ကတာအောင်ပဲကျွန်တော်တို့ကလုပ်ပေးထားမှာပေါ့နော်ဒါပဲဖြစ်ဖြစ် equal ပေါ့ပါဖြစ်ပါအဓိကကတော့ဒီ logbook နဲ့ကျွန်တော်တို့ actual sounding ကညီနေဖို့ပဲလိုပါတယ်နော်ညီဖို့ကောင်းတာပေါ့နော်မညီဘူးမညီနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနည်းနည်းလေးပို့ပြီးတော့ပြထားပေးရမယ်အဲ့လိုမျိုးပြထားမှကျွန်တော်တို့ကဒီစာဗီယာကလည်းသိတယ်ဒီ logbook နဲ့ actual နဲ့ဆိုတာဘယ်လိုမှညှိမယ်ဆိုတော့တုံဖြစ်နေအောင်နည်းနည်းလေးတော့ကွာပါနော်အဲ့တော့တကယ်လို့နည်းနည်းများနေပြီဆိုလို့ရှိရင်သူကဒီစာဗီယာဒီဂျားတွေကlimit တစ်ခုပေါ့နော်သူကလာပြီးညှိရမှာပေါ့နော်ဘာလဲ CE ကိုသူကလာပြီးညှိမယ်အဲ့ဒါဆိုရင် CE ကလည်းကိုကအတာစီးဖြစ်နေတဲ့အတွက်ကြောင့်သူ့ကို AC ပဲအပေါ်ကနေပြီးတော့ညှိလို့ရမှာတကယ်လို့ကိုကသာအောက်ရောက်နေမယ်ဆိုရင်တော့ဒါဆက်ချုပ်ကဒီ offer ရစာပေးရအောင်တော်တော်လေးခါရပြီးတော့ညှိရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီများနေမှာအုံနာတာမှာပေါ့တကယ်လို့နည်းသွားလို့ရှိရင်အုံနာကထိမယ်လေအုံနာထိလို့ရှိရင်အုံနာက CE ကိုထောင်းမယ် CE ကလည်းစောင်းနေတိုင်းနဲ့ engineer ကိုထောင်းမယ်ပေါ့နော်နောက်ဆုံးမှာတော့ကျွန်တော်တို့စောင်းနေတိုင်းနဲ့ engineer ကပဲအထောင်းခံရမှာပေါ့နော် sorry တခြားလူလည်းကျွန်တော်ပြန်ထောင်းစရာလည်းမရှိဘူးကို ဟာရမအဲ့လိုမပြောနဲ့လေကွာ ကိုပဲအထောင်းခံရမှာဆိုတဲ့အတွက်ကြောင့်ဒီလိုမျိုးချိန်တွေကိုကိုကတိထားလို့ရှိရင်နည်းနည်းအထောင်းတက်တာမှာပေါ့နော်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ on hire မှာဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းစောင်းတင်လေးကို short ပြီးတော့ပြဖို့အတွက် CE နဲ့တိုင်ပင်ပြီးတော့လုပ်ထားမယ် off hire မှာဆိုရင်တော့ဒါစာပြရကိုစာပြလာလို့ရှိရင်ဒါနည်းနည်းလေးပို့ပြီးတော့ပြထားပြရမှာပေါ့နော်အဲ့ကြမှာဒါကျွန်တော်တို့ owner ကမျက်နှာပန်းလှပြီးတော့CE လည်းအဆင်ပြေတာပေါ့ကိုလည်းအဆင်ပြေအထောင်းတက်တာပေါ့နော်ဒါအဲ့ဒါလေးကိုဒါကျွန်တော်ပြောချင်တယ်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် Marine DH ပါ